ကဲကျွန်တော်တို့စောစောဆွဲတာရင်ဗီဒီယိုဖိုင်တော့ဖရိမ်တစ်ခုလုံးရသွားပြီအခုကျွန်တော်ဗာလုပ်ချင်တာလဲဆိုရင်ပခုံးမှာကျွန်တော်တို့ဒီပခုံးတစ်ချမ်းရှိတယ်ရှေ့ပခုံးကျဲရှိတယ်နောက်ပခုံးကျဲရှိတယ်အခုကျွန်တော်ကဒါရှေ့ချမ်းဖြစ်တဲ့တက်ကိုရှေ့ပခုံးရဲ့အကျယ်ကိုဆွဲပါမယ်အဲ့ဒါဆွဲတဲ့ခါကျရင်ကျွန်တော်ကဒီပခုံးဒီဘယ်လောက်ရှိတယ်ဆိုတော့18လက်မှရှိမယ်ယောက်ျားလေးဆိုရင်ပုံမှန်ကတော့သူ16ခွဲ19ရှိတယ်ဒါပေမဲ့ကျွန်တော်ယောက်ျားလေးအပွားမို့လို့ညာလေးဒီ18ယူလိုက်တယ်18ကိုဘယ်လောက်နဲ့စားမှာလဲဥပမာကျွန်တော်ကဒီက18ဆိုရင်အစားဘယ်လောက်နဲ့စားမလဲနှစ်နဲ့စားမယ်နှစ်နဲ့စားသူကဘယ်လောက်ရမလဲ9ရမှာနော်9နဲ့48ဒါနဲ့ဒီကနေဒီကိုဘယ်လောက်တော့မလဲ9လက်မှမှတ်မယ်နော်9လက်မှမှတ်ပြီးတာနဲ့ကျွန်တော်တို့ကဘာလုပ်မလဲအဲ့နေရာလေးကိုဒါလေးကိုမြင်းလေးတို့လေးချထားပေးမယ်နော်အဲ့လိုချထားပြီးကျွန်တော်ကဘာလုပ်ချင်တာလဲဆိုလို့ရှိရင်သူ့ရဲ့ဒီအောက်မှာအ ਨੇ လေးကျွန်တော်တို့က2လက်မှချပြီ2လက်မှနော်2လက်မှချမယ်2လက်မှချပြီးလို့ရှိရင်ကျွန်တော်တို့ကနောက်တစ်ခုပါပြန်လုပ်ပေးရမှာလဲဆိုရင်ဒီအောက်ကို9လက်မှချမယ်နော်နေရာနဲ့ဒီနေရာလေးကိုကျွန်တော်တို့ကအရင်ဆုံးအရေးတယ်လေးလိုလေးမြင်းလေးချလိုက်ပြီဒီနေရာလေးကရှိတဲ့ပမာဏလေးကဘာလဲဆိုတဲ့ခါကျတော့ကျွန်တော်တို့ရှေ့ရင်ကျယ်မြင်းဒါကဘာမြင်းလဲရှေ့ရင်ကျယ်မြင်းကဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်တို့ကရှေ့ရင်ကျယ်မြင်းက15ခွဲ16ပေါ့နော်16ရှိမယ်16ရှိတယ်သူကဘယ်လောက်လဲ16ဆိုရင်ဘယ်လောက်နေရမလဲ16ကိုဘာနဲ့စားမှာလဲ16ကို2နဲ့စားမယ်နော်အဲ့ဆိုရင်ဘယ်လောက်ရမှာလဲ8နော်8နဲ့16နော်8လက်မှထားမယ်ဒီကနေဒီကို8လက်မှနော်ဒီကနေဘယ်လောက်ရမလဲ8လက်မှနော်ဟုတ်ပြီ8လက်မှကိုကျွန်တော်တို့ကဘာလုပ်ချင်တာလဲတဲ့နောက်တစ်ခုကပခုံးတစ်ချမ်းရဲ့တဝက်ဒီဘယ်လောက်ရှိရလဲတဲ့ဒီမှာပခုံးတစ်ချမ်းဒီအနည်းလေး6လက်မှရှိတယ်နော်ပခုံးချမ်းဒီကျွန်တော်ကဒီမှာ9ခွဲ6လက်မှရှိကျွန်တော်ဒီက6လက်မှယူပါမယ်ဒီနဲ့ဒီနဲ့ဘယ်လောက်ရှိရမှာလဲဒီမြင်း2လက်မှချထားတဲ့မြင်းနဲ့ဒီပခုံးမြင်းပေါ်မှာကျွန်တော်ဘယ်လောက်သွားမှာလဲဆိုတော့6လက်မှနော်ဒါဆိုရင်ဒါလေးဖြစ်မသွားဘူးလားဒီຢာလေးကကျွန်တော်တို့ကဘာအတွက်လဲဆိုတော့လေဘင်းအတွက်ဒီဘယ်လောက်ဆို3လက်မှ20ဖြစ်တယ်ဒီရောက်ကလည်းကျွန်တော်ကဒီလေဘင်းစန်တာလက်မြင်းကဘယ်လောက်လဲဆိုတော့စန်တာဖရန့်မြင်းက73ခွဲရှိတယ်ဒီ16ခွဲခါးမြင်းကနေအပေါ်ကိုကျွန်တော်ဘယ်လောက်တက်မလဲဆိုတော့73ခွဲတက်ပါမယ်နော်ခါးမြင်းကနေဒီပေါ်မှာဘယ်လောက်လဲ73ခွဲရဲ့ဒီကနေတာတဲ့မြင်းလေးနဲ့ကျွန်တော်တို့ကဘာလုပ်ပြရမှာလဲဆိုတော့လေဘင်းဝိုင်းလေးဆွဲပြပါမယ်နော်ဒါလေးကကျွန်တော်တို့ဒီမူလေးဖြစ်ပါမယ်ဒါလေးကလေဘင်းလေးဖြစ်သွားမယ်နော်ဒီနဲ့ရှိရဘယ်လောက်လဲ6နော်6လက်မှရှိမယ်ဒီနဲ့ရှိတယ်ကျွန်တော်တို့ဘယ်လောက်ဖြစ်မလဲဆိုတော့ဒီနဲ့ကကျွန်တော်တို့က73ခွဲနော်ဒီကနေဒီတိရှိတာဒီ73ခွဲဒီကနေဒီတိရှိတာဘယ်လောက်လဲ6နော်အဲ့ရနေမှာရတဲ့အဖြေတွေကဒီချမ်းမှာဘာလေးရလာမလဲလေဘင်းပေါက်လေးရလာမယ်လေဘင်းပေါက်ရလာပြင်ကျွန်တော်တို့ကဘာပြန်လုပ်ချင်တာလဲဒီနေရာလေးကိုကျွန်တော်ကဂျိုင်းပေါက်ဖောက်မယ်ဘယ်လိုဂျိုင်းပေါက်ဖောက်မှာလဲဆိုရင်ဒီမှာကျွန်တော်တို့ဒီ UBS နေရာလေးရဲ့ပခုံးမြင်းလေးရဲ့ဒီအောက်မှာရင်မြင်းလေးရောဆက်လိုက်လို့ကျွန်တော်ကဂျိုင်းပေါက်လေးရသူ့ဟာသူအလိုလိုလေးထွက်လာပါပြီเนาะဒီလိုလေးဖြစ်သွားပါပြီเนาะဒါဆိုရင်ကျွန်တော်တို့ကရှေ့ချမ်းရဲ့ဂျိုင်းပေါက်ရဲ့ပခုံးရဲ့လေဘင်းရဲ့ရမသွားဘူးလားရသွားပြီเนาะဟုတ်ပြီလားဒါပြေပါ